ကျွန်တော်တွေ့တာလေးတွေကိုမြင်တာလေးတွေတွေ့တာလေးကိုပြသပေးပါမယ်နော်ဒါတော့ကိုင်းသစ္စာချင်းပေါ့နော်ဒါကျွန်တော်မိမိနှစ်သက်တဲ့လူတွေနဲ့ထိုးပေါ့ဗျာမနှစ်သက်ရင်လည်းကြော်သွားပေါ့ဒီမှာကြိုက်မှလည်းယူတော့မကြိုက်ရင်လည်းယူမတော့နဲ့ပေါ့နော်ကျွန်တော်ကတော့ကဏ္ဍတော့ရှိုးရင်းတူရင်းမရှိဘူးနော်ကျွန်တော်ဒီမှာလာတောင်းတဲ့လူတွေရှိရဲကျွန်တော်ဒါကိုလည်းကျွန်တော်အကုန်ချပေးတယ်ဟောဟိုဟိုင်းမှပေးမှာလို့နော်ဘယ်မှာလာဟိုင်းမှာလို့ဘာဟိုင်းမှာလို့တော့မင်းရောရမှာလို့ကျွန်တော်မလို့ကျွန်တော်ထိုးတဲ့ကဏ္ဍလေးကြီးကျွန်တော်တွက်လို့ရတဲ့ကဏ္ဍလေးကြီးကျွန်တော်အကုန်တင်ပေးတယ်နော်ဒါလေးကိုကြည့်ရှုအားပေးတဲ့မိဘပြည်သူများဒုတိယဝါဒနာရှင်များဒုတိယကြောင့်ရှုံးနေတယ်ကျွန်တော်ကိုယ်လေးနဲ့ပေါက်သွားရင်တစ်ပတ်တစ်လားအကူကြီးထောက်ကူကြီးရတာဟုတ်အဲ့ဒါကြောင့်ကျွန်တော်တင်နေကျွန်တော်ရှင်းပြလို့ဒါဒီကိုလေးတစ်ခွန်းလိုက်ကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပြီးမယ်နော်ကွန်ဒိုလေးတွေပဲကျွန်တော်ကြိုက်ပါတယ်ကွန်ရှည်မကြိုက်ပါဘူးနော်ဒါဒုတိယကျွန်တော်လိုက်ပြီးမှမှတ်ထားပါနော်ဒုတိယလာရောက်ကျဲဆိုကျွန်တော်ကိုလာရောက်အဲဒီပြီးတော့ပြပြီးတော့နော်အဲ့ဒါလေးတွေကိုဒါမိမိနှစ်သက်ရင်လည်းသုံးဖို့ရမိနှစ်သက်ရင်လည်းမသုံးနဲ့ပေါ့ဟာဒါလေးကကျွန်တော်မြင်တွေ့တာလေးတွေပေါ့နော်ဆရာကြီးတော့မဟုတ်ဘူးဗျာဆရာကြီးမဟုတ်ရင်တော့မလွဲခဲ့ဘူးသေးဘူးပေါ့နော်လွဲတာကြီးလေးရှိသလိုမလွဲတာကြီးလည်းရှိတော့ဗျာဒါနဲ့ပေါက်ခဲ့ကြပါတယ်တစ်ပတ်ကိုကျွန်တော်က၄ချိန်တော့ပေါက်တယ်ခင်ဗျဒါပေမဲ့လို့ရှုံးတာရှိတယ်မြက်တာလည်းရှိတော့ဗျာလောဘတ်ပေါ့လောဘတ်နောက်လိုက်တော့ရှုံးတော့ပေါ့တော့အတိုင်းတာနဲ့ထိုးရင်မရှုံးပေါ့အဲ့ဒါလေးရောရှိတော့ဒါတော့ကိုယ့်ကိုစိတ်မြင်ထိုးကြပါဗျာနော်ကြိုက်မှလည်းဒီတော့မကြိုက်ရင်လည်းမတော့မှလည်းကျွန်တော်စေနာမြစ်တာနဲ့ပေးတာလားနော်ဒီမှာ95ထွက်တယ်9နောက်ပြီဒီ9ကြောင်နဲ့9နော်ဒီ9ကြောင်9ရဲ့နောက်ခက်က3ဖြစ်ရမယ်တဲ့ဒီ9ကြောင်3ဖြစ်ရမယ်ဘာကြောင်3ဖြစ်ရမလဲဒီ3လုံးပေါင်းရင်3ဖြစ်ရဒီ9ကြောင်9ရဲ့နောက်ကဒီ3လုံးပေါင်းရင်3ဖြစ်နော်ဒါတကွင်းတော့တကွင်းကြော်လိုက်မြစ်တိဆိုတဲ့ပရိတ်တော့ကြော်လိုက်မြစ်တိကြော်လိုက်ကြော်ပြီးတော့မှားသွားတယ်နော်ညကြီးရတယ်21နော်ဒီတကွင်းကြော်လိုက်ကြော်ပြီးတော့6တော့3ပိတ်ကြောင့်3ရဲ့နောက်ကဒီ9ဖြစ်ရမယ်တဲ့9ဒီ3လုံးပေါင်းရင်9ဖြစ်ရ3ရဲ့နောက်က9ဖြစ်ရနော်ဒီမှာလဲ9ရဲ့နောက်ကဒီ3လုံးပေါင်းရင်3ဖြစ်ရမယ်ဒီ3ကြောင့်3ရဲ့နောက်က9ဖြစ်ရဒီတကွင်းကြော်လိုက်ကြော်ပြီး9ရဲ့နောက်ကဒီ6ဒီ3လုံးပေါင်းရင်ဒီ6ဖြစ်ရဒီ9ရဲ့နောက်ကဒီ6ဖြစ်ရမယ်ဆိုရင်ဒီ3လုံး6ဖြစ်ရမယ်ဆိုရင်4ရှိရဲ့အတွက်2ပရိတ်ထဲမှာ6ဖြစ်မှာနော်အဲဒါကြောင့်20လို့ကျွန်တော်ထည့်ထားပြီးဒီ20ကလည်းထည့်ထားရင်အကြောင်းရတယ်သူကခွင့်ရှိလို့ပေါ့နော်ဒီမှာတော့အရှိမဆက်ပြ